ここだ。အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Gemini ပါဒီနေ့မှာတော့ Cushion Commander နဲ့ Snowballing Play Style ကိုဘယ်လိုကစားမလဲဆိုတာကိုပြပြပေးထားပါမယ် Snowballing Play Style ဆိုတာ early game mid game လောက်ကနေပြီးတော့ late game မရောက်ခင်လောက်ထိကိုဖိစော်တာမျိုးဆိုလိုတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာမှာကြတော့ခီးတယ်လို့ဆိုကြပါဘောเนาะဒီ early game နဲ့ mid game မှာဖိစော်မယ်ဒီလိုမျိုး play style မျိုးကnumber 1ရဖို့ကတော့တိတ်ပြီးတော့မဖြစ်နိုင်ဘူးပေါ့လေကျွန်တော်တို့ season 6အစမှာ Dragon Caller နဲ့ဒီ Ruby Commander နဲ့တွဲလုံးကတော်တော်လေးကိုoverpower ဖြစ်ခဲ့တယ်အဲ့အတွက်ကြောင့်ပဲသူတို့2ရက်လောက်နေပြီးတော့ဒီ Dragon Caller နဲ့ Ruby Commander ကိုသူတို့ nerf flight တယ် nerf flight တဲ့နောက်ပိုင်းမှာဒီဘယ်ကောင်တွေကပြန်ပြီးခေါင်းထောင်လာလဲဆိုတော့ build commander တွေကပြန်ပြီးခေါင်းထောင်လာတယ်အဲ့တော့အခုချိန်မှာ run မှာဖြစ်ဖြစ်ကျွန်တော်တို့စောင့်နေတဲ့ကြေးပွဲမှာဖြစ်ဖြစ်ကြည့်လိုက်မယ်ဆိုရင်ဒီ veil တွေပဲအဓိကစောင့်နေကြတွေ့ရလိမ့်မယ်တော်တော်များများလဲဒီ veil commander အခိုက်တွေကိုတင်ပြီးသွားပြီဆိုတော့ကျွန်တော်ကတော့ဒီ veil commander ကိုပြန်ပြီးတော့ counter အနေနဲ့ပေါ့လေ early game နဲ့ mid game ကိုပြန်ပြီးတော့အဖိစော့လို့ရမယ် counter gameplay style ဖြစ်တဲ့ဒီ Cushion gameplay style ကိုကျွန်တော်တင်လိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ Cushion Commander ကိုဘယ်လိုဆော့ကြမလဲဒီ Cushion Commander ရဲ့ဒီဘေးနားမှာအကွက်လေးရှိတယ်အဲ့ဒီအကွက်လေးကနေပြီးတော့ကျွန်တော်တို့ Crystal 3ခုကို refresh လုပ်လို့ရနိုင်တယ်အဲ့ဒီ refresh 3ခုမှာကျွန်တော်တို့2ခုပါရင်အဆင်ပြေတယ်ပေါ့လေ2ခုကပါလဲဆိုရင်ဒီ Brewster Crystal နဲ့ Weapon Master Crystal တစ်ခုပါရင်အဆင်ပြေတယ်Brewster Crystal ကိုကျွန်တော်တို့factoring ကိုပေးမယ်နောက်တစ်ခု Weapon Master Crystal ကိုကြတော့ Marsha ကိုပေးမယ်အဓိကတော့အဲ့နှစ်ကောင် main ပေါ့လေfactoring Brewster နဲ့ Marsha Fighter ပေါ့လေအဲ့နှစ်ကောင်ရရင်တော်တော်လေးအဆင်ပြေသွားပြီတခါတလေကြရင် Brewster လည်းမရဒီ Fighter လည်းမရဖြစ်တတ်တယ်အဲ့ဒီခါမျိုးကြရင်တော့ကျွန်တော်တို့ဒီ season အသစ်မှာနောက်ထပ်တစ်မျိုးဆော့လို့ရတာရှိတယ်ဘာလဲဆိုတော့ Marsha ကို Defender Crystal နဲ့ဆော့တာမျိုးပါMarsha ကို Defender Crystal ပေးပြီးတော့အဓိကက Marsha Amber Lock ပေါ့လေ Marsha Brewster Defender Amber Lock ကိုတွဲပြီးတော့ဆော့တာမျိုးပါဒါပေမဲ့အဲ့ဒီ Marsha Defender Flow ကိုတော့ဒီ Factoring Brewster Flow လောက်တော့အားမရဘူးဘာလို့လဲဆိုတော့ဒီ Marsha Defender ဆိုရင် Marsha ကဒီ single target ကိုပဲsingle target နဲ့တော့ဆိုတော့တခါလေကြာရင် ဟိုဘက် enemy weight ကအရန်များသွားရင်တခါလေကြာရင်အရန်ကြပြီးတော့ပွဲကမပြတ်တာမျိုးတွေဖြစ်တတ်တယ်မနိုင်တာမျိုးတွေဖြစ်တတ်တယ်အခုကျွန်တော်ဆော့ပြမဲ့ flow မှာကြတော့အဓိကက factoring ပြ Marsha Fighter ကမရလဲတိတ်ပြီးရေးမကြည့်ဘူးအဓိက factoring ရရင်တော်တော်လေးအဆင်ပြေFactoring Brewster ကသူကအရှိကောင်ကို skill သုံးမယ်ဆိုရင်နောက် backline က hero ကိုပါ damage ပေးတယ်ပြီးတော့ Factoring က Marsha ထက်စာရင် burst damage ပို့ပြီးတော့ပေးနိုင်တယ်အဲ့အတွက်ကြောင့်ဒီ Factoring Brewster ကဒီ early game နဲ့ mid game မှာတော်တော်လေးကိုကျန်းတယ်လို့ပြောလို့ရပါတယ်အဲ့တော့တော်တော်များများလဲရှင်းပြပေးသွားပြီဆိုတော့ကျွန်တော်တို့ gameplay ဘက်ကိုကျွန်တော်နည်းနည်းလေးပြောပြမယ်ဒီမှာဆိုရင်ကျွန်တော် Premium Client ကို refresh တောင်မလုပ်ပဲယူလိုက်တယ်အရှိက first promotion တွေဘာတွေလဲကျွန်တော်မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်ကအခု level 6ဒါမှမဟုတ်ရင် level 7မှာကျွန်တော်ဒီ Factoring 3 star Marsha 3 star ကိုတတ်နိုင်တယ်မြန်မြန်ရှာဖို့လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီ3 star မြန်ဖြစ်မှာဒီ late game ချမ်းမဲ့ Commander veil Commander တွေဘာတွေကိုကျွန်တော်တို့ကဆော့ဖိလို့ရမှာသူတို့တွေးလျှော့ထားလို့ရမှာအဲ့တော့ကျွန်တော်က3 star မြန်ဖြစ်လေသူတို့တွေအတွက် late game chance နည်းလေအဲ့တို့ကြောင့်ဒီ premium client ကဒီ flow နဲ့အလိုက်ဆုံးပါပဲကျွန်တော်အရှိမရှင်းပြနေတော့ကလောက်ခဲ့ရလေးကိုနည်းနည်းလေးပြန်ပြောပြမယ်ပထမဆုံး Google ကမှာ Tiki Power ခဲ့ရတယ်ပုံမှန် Commander ဆိုရင် Tiki Power ကတော်တော်လေး strong တယ်မှာပါတယ်ဒါပေမဲ့ဒီ Cushion Snowballing Play Style မှာကျတော့ Crystal မလို့ဘူးဗျအဲ့အတွက်ကြောင့်ဒီ level ကိုမြန်စေမဲ့ Guinevere Power ကကိုပဲကျွန်တော်ရွေးချယ်ခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က Cushion Commander နဲ့ဒီ3ချက်တန်မော်လေး Factoring 3 star Marsha 3 star မြန်ရလေဒီ enemy late game commander တွေဖြစ်တဲ့veil commander တို့တခြားပေါ့လေ Amon တို့ Paquito တို့အဲ့ဒီ commander တွေကိုကျွန်တော်တို့ဖိစော့နိုင်လေဖြစ်ပါတယ်ကျွန်တော်တို့ဒီပုံမှန်ဆိုရင်ပေါ့လေပုံမှန်ဆိုရင်တတိယ crew round အပြီးမှာFactoring ဒါမှမဟုတ် Marsha 3 star တကောင်ကောင်တော့ဖြစ်တင်ပါပြီအဲ့ဒီခါမှာပဲကျွန်တော်တို့အဲ့ဒီအချိန်မှာနိုင်တော့မှာပါ Cushion Commander အတွက်အကောင်းဆုံး Crystal နှစ်ခုကတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲ Fighter Crystal တစ်ခု Brewster Crystal တစ်ခု
တခါတလေကြာရင် Brewster Crystal ကြီးပဲနှလုံးလုံးရတာမျိုးတွေရှိတတ်တယ်အဲ့ဒီအခါမျိုးဆိုရင် Brewster Crystal တစ်လုံးကို Franco ကိုပေးလိုက်ပါတခါတလေအရန်ကန်ဆိုရင်တော့ crystal နှစ်ခုလုံးမှာ bruiser မပါလာတာမျိုးတွေလည်းရှိတတ်တယ်။ဟိုမှာ fighter တို့ defender တို့အဲ့လိုမျိုးပဲရှိတတ်တယ်။အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့ဒီ marshal fighter ဖြစ်ဖြစ်ဒါမှမဟုတ် marshal defender ဖြစ်ဖြစ်အဲ့လိုပဲတော့ဆော်ရမှာပေါ့လေ။ဒါပေမဲ့ factory ဒီ bruiser လောက်တော့မကျန်းတာတော့အမှန်ပါပဲ။ကိုရှင်ကွန်မန်နာရဲ့နောက်ထပ်အားသာချက်တစ်ခုကဒီ auction မှာကလုံးနေ crystal တွေလူယူလို့ရတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကိုရှင်ကွန်မန်နာကသူများတွေလို level 9မဟုတ်ဘဲနဲ့ level 6 level 7မှာပဲပြီးတော့ထိုင်ဆော့ရတာဖြစ်တဲ့ကြောင့်သူများထက်ဆိုင်ရင်ပတ်စံပိုများပါတယ်။အဲ့အတွက်ကြောင့်ဒီ15ချက်ပဲပေးရ20ချက်ပဲပေးရမဖြစ်မနေအခြေအနေမျိုးဆိုရင်လူလိုက်လို့ရပါတယ်။ကုရှင်ရဲ့ snowballing play style ကတော့ဒီလောက်ပါပဲ level 6တင်မယ် level 7တင်မယ်3ချက်တန်3 star တွေရှာမယ်ပြီးရင်ဒီ making ကိုအဖီးဆော့မယ်ဒါပေမဲ့ legging ရောက်ရင်တော့ကုရှင်ဟာသူများတွေတရရောက်ပေါ့ထောင်လာပြီဆိုရင်တော့ပြန်ပြီးတော့ရှုံးတော့မှာပါဒီပွဲလေးမှာရောကျွန်တော်ဆော့ထားတဲ့ကုရှင်ကွန်မန်ဒါကအစစ်1 2 3ဝင်ပါမလားဘယ်ကွန်မန်ဒါတွေကပြန်ပြီးထောင်လာမလဲဆိုတော့ကိုတော့ဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ် Don't make this harder on yourself. And now you have my attention. Yatsu. Don't make me get serious. My hands are made for fighting. No magic rivals here. I'm in charge here. Don't make death is never the end. Godlike. Not into this. Monster kill. Godlike. Legendary.